ကောင်လေးကကြက်သွန်နီရီဘုံကိုကြစ်ကြစ်ပါအောင်စုပ်ပြီးမိလင်တကားမျက်လုံးတစ်ထောင်ဘလူးကိုပြစ်ပေါက်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့ပြစ်လိုက်တဲ့အချိန်မှာပဲကြက်သွန်နီရီတွေကသူ့မျက်လုံးနဲ့တဲတဲ့ဝင်သွားပြီးမြေကြီးပေါ်လဲကျသွားပါလေရော။မျက်လုံးတစ်ထောင်ဘလူးတောင်ကြောင်သွားတယ်။ရန်သူကဒီလောက်အလွဲလွဲအချော်ချော်နဲ့သူ့ဘာသာသူအလေးထိုးလိုက်လိမ့်မယ်လို့မထင်ထားဘူးလေ။နောက်တစ်ယောက်ကထပ်ပြီးကြက်သွန်နီဘုံနဲ့အားကုန်ပြစ်လိုက်ပြန်ပေမဲ့ဘလူးကပုတ်ထုတ်လိုက်တော့ကြက်သွန်နီရီတွေကပြစ်တဲ့လူမျက်လုံးနဲ့ပြန်ဝင်သွားပြန်တယ်။တယောက်ပြီးတယောက်အလှဲကြတိုက်စစ်ဆင်ကြပေမဲ့ဘလူးကအေးအေးဆေးဆေးပဲပုတ်ထုတ်ရင်သူတို့ကိုလှောင်ပြောင်နေတာပေါ့။နောက်ဆုံးမိန်းကလေးအလှည့်ရောက်လာတယ်။သူကကြက်သွန်နီဘုံတစ်ဘုံလုံးကိုတဘုံပြီးတဘုံမနာတမ်းပြစ်တော်တာပဲ။ဘလူးကလည်းလက်တွေအများကြီးနဲ့အကုန်လိုက်ရိုက်ခွေးနေတော့မှာပဲ။ဒါဟာမိန်းကလေးရဲ့အကွက်ဆိုတာ तू မသိလိုက်ဘူး။နောက်ဆုံးဘုံကိုဘလူးရဲ့ခေါင်းတဲတဲ့အပေါ်ကိုပြစ်တင်လိုက်တဲ့အချိန်မှာဘလူးကလှမ်းရိုက်ခွဲလိုက်မိပြီးကြက်သွန်နီကြီးတွေတကုံလုံးပေပိုးကုန်ပါလျော။အဲ့ဒီအခွင့်အရေးကိုတုံးပြီးမိန်းကလေးကမှော်စာအုပ်ကိုထုတ်လိုက်တဲ့အခါမျက်လုံးတစ်ထောင်ဘလူးဟာစာအုပ်ထဲကိုစုပ်ယူခြင်းခံလိုက်ရပြီးခလီတွေအားလုံးပျော်ပြီးအောင်ပွဲခံကြတာပေါ့။သူတို့ရဲ့နောက်ထပ်ပြစ်မှတ်ကတော့လှေကားဘလူး Ladder Monster ပါ။ဒါပေမဲ့ဘယ်မှမှရှာမတွေ့ကြဘူး။နားနေတော့မှကောင်လေးတစ်ယောက်ကမြောက်တတိုင်းပေါ်တက်ကစားတော့အဲ့ဒီတတိုင်းကမျက်လုံးတွေထွက်လာပါလေရောဆရာမကလာကူတာတောင်မရပဲလှေကားဘလူးကကောင်လေးကိုပါဆွဲပြီးကောင်းကင်ပေါ်ပြန်တက်သွားတော့တာပဲဆရာမရောတခြားကလေးတွေပါဝိုင်းဆွဲထားရင်းနဲ့အကုန်လုံးကောင်းကင်ပေါ်ပါသွားကြတယ်ကပလေးတူတွေကနေထွက်ခွာတော့မယ်အသေးရားစရာအချိန်မှာပဲကောင်လေးတစ်ယောက်ကငကားတစ်ကောင်ကိုစီးပြီးရောက်လာတယ်ဘာပေါ်စာအုပ်ကိုဖွင့်ပြီးလှေကားဘလူးဖမ်းဆီးလိုက်နိုင်အားလုံးဘေးကင်းရာကိုပြန်ရောက်သွားကြပါ